ကိုဒုက္ခရောက်အောင်ပူလောင်အောင်လှုပ်တဲ့လူတွေကိုကြိလိုက်ပြန်တော့လေကိုနီးနာကလူတွေပဲကိုနောက်ဘက်ကနေတိုက်ခိုက်တဲ့လူတွေကိုကြိလိုက်ပြန်တော့လေကိုနဲ့အရင်နီးဆုံးလို့သတ်မှတ်ထားတဲ့လူတွေပဲကိုအပုတ်ပြောပြီးတော့အမျိုးမျိုးတိတ်ခါကြောက်အောင်လှုပ်တဲ့လူတွေကိုကြိလိုက်ပြန်တော့လေကိုအယုံကြည်ရဆုံးလို့ထင်ထားတဲ့လူတွေကိုကျေးဇူးကမ်းသွားတဲ့လူတွေကိုကြိလိုက်ပြန်တော့လေကိုကျေးဇူးနဲ့မကင်းဘူးကိုနဲ့မကင်းရမကင်းကြောင်းလူတွေကပဲကိုဒုက္ခရောက်စေခဲ့တာတိတ်လဲတရားကြဖို့ကောင်းတယ်နော်ဘဝမှာလေဘယ်တော့မှကိုအပေါ်ကျေးဇူးရှိတဲ့လူတွေကိုမပြစ်မှားမိပါစေနဲ့မစော်ကားမိပါစေနဲ့ရှင်မောဂလမထေရမြတ်ဟာမြတ်စွာဘုရားပြီးရင်တကောအရာမှာအေတတက်ပဲသူတကောအကြီးဆုံးပဲယဟန္တာမထေရမြတ်ကြီးပဲဒါပေမဲ့ဘဝတစ်ခုမှာတော့ကမိဘတွေကိုရိုက်နဲ့မိခဲ့တဲ့အဲ့ဒီအပြစ်ကမိဘတွေကိုစော်ကားမိခဲ့တဲ့အဲ့ဒီအပြစ်ကလေတကောအရာအေတတက်ကြီးရနေလေမလွတ်ဘူးယဟန္တာမထေရမြတ်ကြီးဖြစ်နေလေမလွတ်ဘူးနော်ဒိဋ္ဌိတွေကနေပြီးတော့မှဒီရှင်မောဂလန်ကိုတော်ရှိနေလို့ငါတို့လလာပါတွေရှားပါရတာသူကြောင့်မြတ်စွာဘုရားရဲ့သာသနာဘုံကြီးနေတာဆိုပြီးတော့လူသက်သမားတွေငားပြီးတော့မှရိုက်တက်ခိုင်းခဲ့တာအဲ့ဒီလူတွေဝိုင်းပြီးတော့ရိုက်လိုက်တာတကိုယ်လုံးမှာရှိသမျှအယိုးတွေမုံမုံညက်ညက်ကြေသွားခဲ့တာအယိုးတွေအကုန်ကြေသွားခဲ့တာလမ်းတော်မလျှောက်နိုင်ဘူးအဲ့ဒီတော့နောက်ပိုင်းတော့ဒါသူပြိဋိဘံပြုတ်တယ်ပေါ့နော်ဆိုလိုချင်တာကကိုယ့်အပေါ်ကျေးဇူးရှိတဲ့လူတွေတလုံးတဆုပ်ကြွေးမှုတဲ့လူတွေမိဘတွေရဲ့အပေါ်မှာဆိုပို့ပြီးတော့အပြစ်ကြီးတာပေါ့ဗျာတလုံးတဆုပ်ကြွေးမှုတဲ့လူတွေရေတစ်ခွက်တိုက်ဖူးတဲ့လူတွေနှုတ်ဤဆောင်မခြင်းနဲ့ဆောင်မခဲ့မှုကိုညီခဲ့မှုတဲ့လူတွေဟာခင်မုန်းကြီး10ပါးထဲမှာပါတယ်နော်ဒီလိုလူမျိုးတွေကိုပြစ်မှားစော်ကားမိရင်ပြန်ပေးဆက်ရတာကဘဝနဲ့အသက်နဲ့ရင်းပြီးတော့ပြန်ပေးဆက်ကြရတာဒါကြောင့်အဲ့လိုပုံကိုယ်တွေရဲ့အပေါ်မှာဘယ်တော့မှမစော်ကားမိပါစေနဲ့နောက်ပြီးကိုစော်ကားလိုက်တဲ့လူတွေကကိုချင်းသီလကောင်းတဲ့ပုံကိုယ်တွေစိတ်ထားဖြူစင်တဲ့ပုံကိုယ်တွေမြင့်မြတ်တဲ့ပုံကိုယ်တွေဖြစ်နေခဲ့တယ်ဆိုရင်ကိုမှတိတ်ကိုမှကြောက်ဖို့ကောင်းတဲ့အပြစ်တွေကိုပြန်ပြီးတော့ခံစားရလိမ့်မယ်ဒီရှင်မောဂလန်ကိုဝိုင်းပြီးတော့ရိုက်တက်လိုက်တဲ့ဒီလူသက်သမားတွေကဘယင်ကလိုက်ပြီးစုံစမ်းတဲ့အခါသူတို့ကိုမိတယ်မိတဲ့အခါမှာသူတို့ကိုဘလို့တတ်တယ်လဲဆိုတော့မြေကြီးကိုကျင်းတူးပြီးတော့မှခန္ဓာကိုယ်ကိုထည့်လိုက်တယ်ခေါင်းပဲဖော်ပြီးတော့ကြံတဲ့အပိုင်းကိုအကုန်လုံးမြေကြီးထဲမှာမြုပ်ထားလိုက်တယ်အဲ့ဒီခေါင်းတွေရဲ့အပေါ်မှာကောက်ရိုးတွေပုံပြီးတော့မှမီးရှို့တယ်အဲ့ဒီမီးရှို့ပြီးတဲ့နောက်မှာလေထွန်နဲ့ထွန်သွားတဲ့အဲ့ဒီခေါင်းတွေအဲ့ဒီအသားတွေအကုန်လုံးပါအောင်တစားစီအပိုင်းပိုင်းတက်တက်ဖြစ်သွားအောင်ထွန်လိုက်တယ်ကြည်စံတိတ်ကိုကြောက်စရာကောင်းတယ်ဒါကြောင့်မို့ကိုယ့်အပေါ်ကျေးဇူးရှိတဲ့လူတွေကိုယ့်အပေါ်ကောင်းတဲ့လူတွေကိုယ့်အပေါ်ကူညီခဲ့မှုတဲ့လူတွေကိုဘယ်တော့မှမပြစ်မှားပါနဲ့ဘယ်တော့မှမစော်ကားပါနဲ့ဘယ်တော့မှအမှားမလုပ်မိပါစေနဲ့ဒါကြောင့်ဘဝရဲ့လက်ကျန်အချိန်တွေမှာအမှားအမှန်ကိုခွဲခြားနိုင်ပါစေအကောင်းအဆိုးကိုခွဲခြားနိုင်ပါစေမမေ့မလျော့မပေါ်မဆတဲ့တတိတရားတို့နဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နိဇမေနာဝေတိကေပရာဏမေယေဒုရိနာဒါယလိဆိုင်နာ